အင်မတန်မှအစွမ်းထက်တဲ့ရတရားစီမံလေးတစ်ခုဖြစ်ပါတယ်ခင်ဗျာဆရာတော်မန္တလေးရွှေမြို့တော်မှာဗေဒင်နဲ့လက္ခဏာပညာရှင်ဆရာဦးဇော်မင်းတက်ဖြစ်ပါတယ်အခုဆရာဒီရတရားစီမံလေးပြောပြတာကတော့အရှိအစင်မပြေသူနဲ့အိမ်တောင်ကြီးအစင်မပြေလို့ဝေးကွာနေရသူများအတွက်ထိရောက်လင်းမြန်တဲ့ရတရားစီမံလေးတစ်ခုကိုဆရာပြောပြရခြင်းဖြစ်ပါတယ်ဤရတရားစီမံကိုရိုးရိုးကြည်ကြည်ပြုလုပ်ပါကပေါ့နော်လင်းလင်းမြန်မြန်ထိထိရောက်ရောက်အကျိုးရှိပါတယ်ခင်ဗျเนาะမိမိရှိရသူကမိမိအပေါ်ကိုပြန်လဲမေတ္တာသက်ဝင်လာမှာဖြစ်ပါတယ်ဤရတဲ့လောက်ပုံလေးကတော့အင်မတန်လွယ်ကူပါတယ်เนาะဒီမှာစာရွက်တက်ရွက်လို့တယ်ပေါ့เนาะဒီစာရွက်တက်ရွက်လို့တယ်ဒီစာရွက်လေးပေါ်မှာเนาะစာလေးရေးရမှာเนาะဥမာဒါလိုလားသူပေါ့เนาะဒါလိုလားသူဒါသူ့ကိုလိုတာပေါ့เนาะဥမာမတ်ဖြူကိုလိုတာပေါ့သူကဒါလိုလားသူကနာမည်ကိုနောက်မှရေးရမှာเนาะသူ့ကိုလိုအပ်လို့ဥမာမတ်ဖြူကိုမောင်မောင်ကလိုအပ်လို့ဒီလိုရေးရမယ်ဥမာမတ်ဖြူအောက်မှာသူကကြာတာပရိသမီးပြီးရင်အပေါင်းလက္ခဏာတဲ့ထဲမှာဒီပြီးရင်မောင်မောင်အောက်မှာကျွန်တော်မောင်မောင်ကြာတာပရိသားမောင်မောင်ကြာတာပရိသားအပေါ်အမြန်ဆုံးပြန်လဲဆက်သွယ်လာ၍ရှင်မြတ်တာကျင်နာယူရစွာဖြင့်အစဉ်ပြေပါစေเนาะအဲ့လိုလေးအမိန်ပေးမယ်အဲ့လိုလေးရေးပြီးရင်ပကံပြပေါ်မှာအဲ့ဒါလေးကိုစာရေးထားတဲ့ဘက်ကိုတင်ခုနကျင်းတဲ့ပြားလေးကိုဖျောင်းနိုင်စိုက်ပြီးတော့ဒီလိုလေးเนาะဘုရားရှင်ရှိမှပြုလုပ်ပေးရမယ်အဲ့ဒါကတော့ဥမာကြာတာပရိသတ်မောင်မောင်ကပြုလုပ်တဲ့အတွက်အဲ့ဒီကြာတာပရိနေ့ကနေစပြီး9ရက်တိုင်ပြုလုပ်ရမှာဖြစ်ပါတယ်အချိန်လေးကတော့အရေးကြီးတာပေါ့เนาะအဲ့ဒီအချိန်လေးကိုသူကမနေ့9နာရီ45မိနစ်ကနေเนาะ9နာရီ45မိနစ်အတွင်းကိုဒါပြုလုပ်ပေးပါအဲ့ဒါဒီရတရားစီမံကိုပြုလုပ်ပြီးတဲ့နောက်ပိုင်း9ရက်အတွင်းဟိုအစင်မပြေတဲ့လင်မယားကပြန်လဲအစင်ပြေတယ်။နောက်မိမိကိုအကြောင်းမျိုးမျိုးကြောင့်မုန်းတီးနေတဲ့မိန်းကလေးကလည်းမိမိပေါ်ကိုပြန်လဲရှင်းမြတ်တာတက်ဝင်လာမှာဖြစ်ပါတယ်။9ရက်သားသမီးအပေါင်းရှင်လန်း